အားလုံးမင်္ဂလာပါကျွန်တော်သုဒ္ဓဆန်ပါပြီးခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုမှာကျွန်တော်အင်းပညာနဲ့ပတ်သက်ပြီးတော့အင်္ဂွက်တစ်ခွက်ကို program နည်းပညာနဲ့ကျွန်တော်တို့ဘယ်လိုကစားလို့ရတယ်လဲဆိုတာကိုကျွန်တော်ရှင်းပြခဲ့ဘူးပါတယ်တကယ်လို့မိတ်ဆွေတို့မကြည့်ရသေးဘူးဆိုရင်တော့အဲ့ဒီဗီဒီယိုလေးကိုပြန်ရှာပြီးတော့ကြည့်ပေးပါအခုကျွန်တော်နောက်ထပ်နည်းပညာအသစ်တစ်ခုဖြစ်တဲ့ Garabian season နဲ့စနစ်ကိုကျွန်တော်တည်တွင်ထားပါတယ်Garabian season ရတာခက်လို့လားဆိုတော့တကယ်ကျွန်တော်တို့လက်နဲ့ချတွက်မယ်ဆိုရင်တော့တိတ်တော့အခက်ကြီးတော့မဟုတ်ပါဘူးဒါပေမဲ့နည်းနည်းလေးတော့ဒါကြံ့ကြာမှုရှိပါတယ်အချိန်တစ်ခုထဲမှာကျွန်တော်တို့အများကြီးလုပ်မယ်ဆိုရင်ပို့ပြီးတော့ဒါခက်ခဲပြီးတော့ရှုပ်ထွေးလာနိုင်တယ်လို့လူကနေပြီးတော့ရည်တွက်ရတဲ့အခါမှာအမှားယွင်းလေးလည်းဒါရှီကောင်းရှိနိုင်ပါတယ်အဲ့တော့ဒီနေ့တော့ကျွန်တော်ကအဲ့ဒါကိုကျွန်တော်ရဲ့ဒါတက်ကျွမ်းထားတဲ့နည်းပညာလေးတွေနဲ့ပေါင်းဆက်ပြီးတော့တည်တွင်ထားပါတယ်ဒီလိုတည်တွင်လိုက်တော့အလုပ်တစ်ခုကိုလုပ်တဲ့အခါမှာကျွန်တော်တို့မြင်မြန်ဆန်ဆန်လုပ်လို့ရသွားပါတယ်အဲ့တော့ကျွန်တော်တို့အရင်ဆုံးကြည့်အောင်ဟိုဒီဝိဇာဒရာလို့ခေါ်တဲ့အထက်မှာကျွန်တော်တို့ဒီထဲမှာဆိုတာဝိဇာစမရှာဖွေတာတွေပါတယ်ညာတွေစဖြင့်ကျွန်တော်အရင်တော့တည်တွင်ထားတဲ့ဟာတွေရှိတယ်အခုကျွန်တော်ပြမှာဒီကောင်မှာဂါရာပြန်လို့ခေါ်ပါတယ်အဲ့တော့ဒီဂါရာပြန်ကိုကျွန်တော်တို့တစ်ချက်ကြည့်ကြည့်အောင်အဲ့တော့မိတ်ဆွေတို့ကဂါရာပြန်ဆိုတာကိုဘာလဲလို့ဒါမသိတဲ့သူတွေလည်းပါကောင်းပါနိုင်တယ်အဲ့ဒါတွေကိုတော့ကျွန်တော်လောလောဆယ်ဒီဗီဒီယိုဖိုင်မှာတော့ထည့်ပြီးတော့မရှင်းပြတော့ပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်ဒါဂါရာမန်နဲ့တင်တန်းလည်းရှိပါတယ်ကျွန်တော်ဖွင့်ထားတဲ့ဂါရာမန်နဲ့တင်တန်းမှာအဲ့ဒါတွေကိုလည်းတင်ပေးဖို့ရှိပါတယ်အခုလောလောဆယ်ကျွန်တော်ကအဲ့ဒီဘက်ကိုတိတ်ပြီးတော့မလှည့်နိုင်သေးဘူးအခုကျွန်တော်ဒီဟာလေးကိုမိတ်ဆွေတို့ဒါနမူနာလုပ်ပြမယ်ဆိုတော့ဒီနေရာမှာမူလဂါရာရဲ့စာသားထည့်ဖို့ကျွန်တော်ပြောထားတယ်ဥပမာကျွန်တော်တို့ဒီထဲဥပမာလေးတိုင်းမယ်နမောဗုဒ္ဓယတိတ်တန်လို့ကျွန်တော်ရေးလိုက်မယ်ပြီးတော့ကျွန်တော်အဲ့ဒါလေးကိုဂါရာပြန်စနစ်နဲ့ကျွန်တော်စီစဉ်မယ်အဲ့တော့ဒါကိုကျွန်တော်တို့ဂါရာလုံးကြီးဘယ်လိုကောက်မှာလဲနော်ဘယ်လိုပြောင်းလဲလို့ရတယ်လဲဘာကြောင့်ပြောင်းလဲရမှာလဲဆိုတော့လေကျွန်တော်ဒီမှာရှင်းပြမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ဒီဂါရာကိုအသုံးပြုပြီးတော့ကျွန်တော်အလုပ်လုပ်တဲ့အခါမှာကျွန်တော်က9ချိန်မြောက်နဲ့ရွေးချယ်လေးရှိပါတယ်ဒါကြောင့်ကျွန်တော်9ချိန်လို့တစ်ချက်ထည့်ထားမယ်ဆိုတော့ဒီဂါရာလေးကိုကျွန်တော်တို့ဂါရာပြန်လုပ်လိုက်ပြီဆိုရင်ဘာလိုတွေဖြစ်သွားမလဲဆိုတော့ကျွန်တော်တစ်ချက်တွက်ကြည့်အောင်ဆိုတော့တွက်လိုက်တဲ့အခါမှာဂျာကန်အဆင့်60နဲ့သူကဒါအလုပ်လုပ်သွားတယ်အဲ့တော့ဒါကမူလဂါရာလေးပါဒါကတော့ကျွန်တော်တို့ဂါရာလုံးကြီးကောက်ပြီးတော့ဂါရာပြန်ဖြစ်အောင်စီစဉ်ထားတာပါဆိုတော့ဒီမူရင်းနဲ့ဟောဒီနောက်ဆုံးဟာအမြဲတမ်းတူညီမှုရှိပါတယ်တကယ်လို့တူညီမှုမရှိဘူးဆိုရင်ဘာမှားနေတယ်လဲဆိုကျွန်တော်ဒီနေရာမှာရေတွက်တဲ့ကနေအန်တန်ဖို့ပေါ့နော်အဲ့ဒါမှားနေပါတယ်အခုကျွန်တော်ကတော့9လုံးနဲ့ကောက်ထားတယ်အကြိမ်ပြောင်းလဲမှုအကြိမ်6ကြိမ်ပေါ့ဒီမှာလည်းကျွန်တော်ရေးပေးထားပါတယ်ပြောင်းလဲမှုအကြိမ်6ကြိမ်မှာသူ့ရဲ့မူရင်းဒါဂါရာကိုပြန်ပြီးတော့ဖြစ်သွားစေပါတယ်ဆိုတော့ဒီမိုင်လည်းကျွန်တော်တွက်ချက်မှုတွေလုပ်ထားတယ်ဒါတွေတော့ကျွန်တော်လောလောဆယ်မရှင်းပြတော့ဘူးဒါတွေကဘာအတွက်လဲဆိုတော့ကျွန်တော်ရဲ့သင်တန်းမှာရှင်းပြပေးမယ်အခုဒါဂါရာပြန်ဆိုတာဒါပဲဆိုတော့မိတ်ဆွေကထင်လိုက်မယ်ဘာတွေပောက်ကြရလုံနေတာလဲဘာလဲညာလဲဒီလိုမင်းတော့မိတ်ဆွေဟာဒါလောကီဝိဇာဒရာပညာကိုကောင်းကောင်းနားမလည်သေးတဲ့သူဖြစ်တယ်လို့ကျွန်တော်ကတော့တိုက်ရိုက်ပြောရမှာပါဘာကြောင့်လဲဆိုတော့မိတ်ဆွေတို့ကြားဘူးသလားတော့မသိဘူးတကယ်လို့မကြားဘူးသေးဘူးဆိုရင်လည်းအခုကျွန်တော်ပြောပြမှာကိုမိတ်ဆွေတို့ဒါနားထောင်လိုက်ရင်ကြားဘူးသွားပြီလို့ကျွန်တော်ယူဆပါတယ်ကျွန်တော်တို့လက်လာပါတွေအရင်ပိတ်တယ်ဆိုရင်နမော၄ပိုင်းလက်တွေဝိုင်းဆိုတဲ့ဂါရာတစ်ခုကိုကျွန်တော်တို့ရွတ်ရပါတယ်တကယ်တော့နမောတက်တာပါပဲဒါပေမဲ့နမောတက်တာကိုပဲကျွန်တော်တို့ကဂါရာပြန်စနစ်နဲ့စီစဉ်ထားတယ်အဲ့လိုစီစဉ်လိုက်တဲ့အခါမှာဒီဂါရာဟာတံပြန်တဲ့နေရာမှာရောလက်လာပါအရာမှာရောထူးခြားသွားတယ်ဘာကြောင့်ထူးခြားသွားလဲဘယ်လိုကြောင့်ထူးခြားသွားလဲဘယ်လိုအတွက်ကြောင့်ဘာတွေဖြစ်သွားလဲဆိုတာကျွန်တော်ဒီမှာအသေးစိတ်ရှင်းပြမှာမဟုတ်ပါဘူးဒါပေမဲ့လောလောဆယ်မှာဘာလဲဆိုတာတစ်ချက်သိအောင်ကျွန်တော်တစ်ချက်တွက်ကြည့်အောင်တွက်တော့ကျွန်တော်ဒီမှာနမောတတဘာညာစဖြင့်ရိုက်လိုက်ရင်တော့ရပါတယ်ဒါပေမဲ့ကျွန်တော်ကဒီပါဠိပတ်စင်ရိုက်တဲ့နေရာကျတော့ကျွန်တော်လက်ကနည်းနည်းကြားတယ်ကြားတော့ကျွန်တော်မရိုက်တော့ဘူးကျွန်တော်အသင့်ရေးထားတဲ့ file တစ် file ရှိတယ်အဲ့ဒီ file ကိုကျွန်တော်တို့အသင့်သုံးမယ်အဲ့တော့ကျွန်တော်ဒီမှာ file လေးကိုကျွန်တော်တစ်ချက်ထည့်လိုက်ပြီဒီနေရာမှာကျွန်တော်ထည့်ထားတယ်ထည့်ထားပြီးတော့ကျွန်တော်တန်ဖိုးကို9လို့ပြောင်းလိုက်မယ်ဘာလို့9လို့ပြောင်းလိုက်လဲဆိုတော့နမောတတရဲ့ဒါမူရင်းစီစဉ်မှုက9ကဏ္ဍပေါ်မူတည်ပြီးတော့စီစဉ်ထားတာပါအဲ့တော့ home ဖို့ကျွန်တော်တို့တစ်ချက်တွက်ကြည့်မယ်တွက်ရန်ဆိုတော့ခလုတ်ကိုနှိပ်လိုက်တာ ਨੇ ဟောဒီမှာပေါ်လာပါပြီဒါမူရင်းပါဒါမူရင်းကိုကျွန်တော်တို့9ကြိမ်မြောက်ကောက်လိုက်တဲ့ခါမှာပြန်ပြီးဖြစ်သွားတဲ့နှုတ်မှာဆိုတော့ဒီနေရာမှာဒီကနေစပြီးတော့ဒီစာကြောင်း၄ကြောင်းလုံးကိုမိတ်ဆွေတို့ဒါနားလည်မယ်လို့ထင်ပါတယ်တကယ်လို့နားမလည်တော့မိတ်ဆွေတို့အင်တာနက်ပေါ်မှာတစ်ချက်ပြန်ရှာကြည့်ပေါ့ဒါဟာသူက9လုံးစနစ်နဲ့ကောက်ထားတာပါဒါကြောင့်ဒီစာတန်းတွေဖြစ်သွားစေပါတယ်အဲ့တော့9လုံးနဲ့မကောက်ဘဲကျွန်တော်တို့ကထားပါတော့6လုံးနဲ့ကောက်မယ်ဆိုရင်ရော6လုံးနဲ့ကောက်ရင်6လုံးနဲ့ကောက်ကြည့်တဲ့အခါမှာအကျိန်1000ထိကျွန်တော်ရှာလိုက်တယ်ဒါပေမဲ့အဲ့ဒါဘာမှဖြစ်မလာဘူး
ဆိုတော့ဒါဂါရာပြန်မဟုတ်တော့ဘူးဂါရာပြတ်သွားပြီလို့ခေါ်တယ်ဆိုတော့6လုံးနဲ့မရဘူးဒါဆိုကျွန်တော်တို့9လုံးနဲ့တစ်ချက်စမ်းကြည့်အောင်9လုံးနဲ့ဆိုရင်ဟောဒီမှာစာကြောင်း9ကြောင်းရပါတယ်ဒါလည်းပဲကျွန်တော်တို့ဒါအလုပ်လုပ်တာပါပဲဒါပေမဲ့မိတ်ဆွေတို့အများစုသိနေတာတော့9ကြိမ်နဲ့ကောက်ထားတဲ့စာကြောင်း4ကြောင်းပဲပါတဲ့ဂါရာပြန်မိတ်ဆွေတို့ကသိနေတာပါတကယ်တော့ခုလိုမျိုး9ကြိမ်ထိလည်းရှိပါတယ်ဒါပေမဲ့ဒါတွေအကြောင်းတော့မိတ်ဆွေတို့နဲ့သိထားမှဒါပြောရတာပိုကောင်းလိမ့်မယ်မိတ်ဆွေတို့နဲ့မသိထားဘူးဆိုရင်ကျွန်တော်ဘာတွေလုပ်နေလဲဆိုတော့မိတ်ဆွေတို့နားလည်မှာမဟုတ်ဘူးအဲ့တော့ကြကြနနသိကျင်တဲ့ဘာညာဆိုတော့ကျွန်တော်ရဲ့ဒါမန်နန်တင်တန်းမှာလာပြီးတော့ဒါဆွေးနွေးခွင့်ရှိပါတယ်တက်လို့ရပါတယ်အခုဒီဟာတော့ကျွန်တော်ရဲ့တင်တန်းသားတွေရောဒီပညာကိုစိတ်ဝင်စားတဲ့သူတွေရောအသုံးပြုနိုင်အောင်လို့ကျွန်တော်ကဒါနမူနာပြတာပါအဲ့တော့ဒီခါရကောင်ကြီးကခက်သလားဆိုရင်တကယ်တော့မခက်ပါဘူးအခုကျွန်တော်ပြောပြရင်ခုမိတ်ဆွေတို့နားလည်သွားမှာပါဒါပေမဲ့အဲ့ဒါတွေပြောပြနေရင်လည်းပဲကျွန်တော်တော့အချိန်ကုန်လို့သတ်မှတ်ပါတယ်ဘာကြောင့်လဲဆိုတော့အခုဒီစနစ်ကိုသုံးလိုက်မယ်ဆိုရင်မိတ်ဆွေတို့ဘာမှစဉ်းစားစရာမလိုတော့ဘူးမြင်မြန်ဆန်ဆန်နဲ့ဂါရာတစ်ခုရဲ့စလုံးတွေကိုတေချာချာနာတွက်ချက်သွားနိုင်မှာဖြစ်ပါတယ်ကဲဒီလောက်ပါပဲကျွန်တော်ပြောချင်တာကတော့ကဲအားလုံးပဲမင်္ဂလာရှိကြပါစေဗျာ